ICCP จะส่งโบจนเราเย็นว่าสายเย็นเนี่ยสายกู CCP จะส่งโบจนเราพอมีเราโยนเงินได้สิละ CCP อ่ะมันจะอะไรเช่นป่ะจะส่งมาเราบางทีเราสอบที่นี่ CCP ว่าเนี่ยนายเก่งจริงวันนี้มีแต่บุญชีเนี่ยตัวเองบัวได้เนี่ยลูกเอ๋แต่ถ้าอย่างไรนี่มาลูกเอ๋ที่ใหญ่เลยดิโมคราซีสานองเนี่ยจัดเลยเนาะไอ้ลูกดิโมคราซีตัวอย่างสุยารีพันธุ์เนี่ยในเรื่องนี้มาไอ้ลูกมาพูดเลยเนี่ยเดี๋ยวคุณดูเนี่ยพันธุ์เนี่ยสิวายาพลังเบงกงในเรื่องนี้โยธาบุญสิเกลีโยธาบุญสิเนาะเมียสิวายาเด็กในเรื่องนี้เนี่ยจะส่งไปสู่มีมาทำอะไรสิ่งที่มีอะไรเนี่ยมาตัวเจเนี่ยมีน้องเบียร์อะไรเนาะอาจารย์ว่าที่คุณไม่รู้อาณาสิเนียใครมีอาณาใครมีคุณไม่รู้เรียนช่องเนี่ยโซเชียลเรียนช่องเนี่ยအခုဒီနေ့အာဏာရှင်တွေကအဲ့လိုမဟုတ်ဘူးမင်းတို့တော့ပြောထုတ်ကြပြီးတော့ရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလည်းတရားဝင်လို့တွားတယ်ဒါပေမဲ့အဲ့ရွေးကောက်ပွဲမှာမင်းတို့လိုချင်တဲ့နော်ရှိတဲ့လိုချင်တဲ့ပါတီတို့တွေမင်းတို့ထုတ်ကြလို့ရတဲ့ပါတီတို့တွေမင်းတို့တက်စေတယ်နော်တက်စေရနိုင်ငံရဲ့စစ်တပ်အကြီးအကဲတွေလည်းမင်းတို့ကိုယ်စလုံးရဲ့အမီလိုက်စားပြီးမင်းတို့တက်စီတယ်နော်မင်းတို့ချိန်ရဲ့မင်းတို့ထုတ်ကြလို့ရတဲ့ပါတီတို့တွေမင်းတို့တက်စေတယ်ဒါကြောင့်လို့မင်းတို့ဘီယာပတ်လာတဲ့သူဒီကမ္ဘာလုံးမှာမင်းတို့ခြေနေလို့ရတဲ့အာဏာရှင်အစိုးရတွေကရွေးကောက်ပွဲအတူတူရွေးကောက်ပွဲရတယ်ဒီမိုကရေစီအတူတူနေရှိရဲ့အစိုးရနေတဲ့ကမ္ဘာလုံးမှာခုတည်တကယ်လည်းစစ်မှန်တဲ့ဒီမိုကရေစီကိုမင်းတို့ကမလုပ်လာခဲ့ဘူးတကယ်လည်းဒီမိုကရေစီကစစ်မှန်လို့ရှိရင်တော့အဲ့စစ်မှန်တဲ့ဒီမိုကရေစီရဲ့တော့တရားမျှတမှုဆိုတာအမြဲရှိတယ်ပြည်သူတွေအမြဲရှိတယ်မင်းတို့ကဘုရားမင်းတို့တရားမျှတမှုမင်းတို့ရမ်းကြောက်တရားမပြတ်တာလေမင်းတို့ကိုယ်ချိုးစစ်ပါတော့မင်းတို့ကြည့်တယ်အစိုးရမျိုးရတာမင်းတို့ဖတ်ကြည့်တယ်ဥပမာငါတို့တိုက်ပြီးမှမင်းတို့ဟိုစိတ်ကြမ်းလို့ရတယ်ဟာမင်းတို့ချဲတယ်လို့ရတယ်စံဖို့ပါပြီလို့ပြောမင်းတို့အမြဲတမ်းရရှိခြင်းတယ်နော်ဒေါ်ဆန်းစုကြည်ရဲ့လူသားဒီမိုကရေစီဖွဲ့တော့ဒီမိုကရေစီစစ်မှန်တဲ့ဒီမိုကရေစီတော့စစ်မှန်တဲ့တရားမျှတမှုတိုင်းတော့မင်းတို့မကြိုက်ဘူးဘင်္ဂလားဒေ့ရှ်မှာငါတို့အင်းဒီဘင်္ဂလားဒေ့ရှ်မှာမင်းတို့စိတ်တိုင်းကချဲလို့ရတဲ့အဝါပီလီပါတီလို့မင်းတို့သဘောကျတယ်ငါတို့ကအင်းဒီထိုင်နေမှာမင်းတို့စိတ်တိုင်းကချဲလို့ရတဲ့သူထိုင်ပါတီလို့မင်းတို့စိတ်တိုင်းကမင်းတို့ချဲတယ်အဲ့ဒါ constitution ပြည်ကစီနေနော်ဘယ်စနစ်ကိုစော်ကားရဲဆိုပြီးတော့ပြည်သူလူထုထောက်ခဲ့တဲ့အစိုးရတွေပြည်သူလူထုတိုက်တဲ့ပါတီတွေလုံးဝတက်ခွင့်မရှိဘူးမင်းတို့စက်ချာရှိတဲ့ပြစက်ချာဒီကမ္ဘာလုံးဒီမိုကရေစီအတူရောက်နေတဲ့တက်ရှို့ပြီးတော့အကုန်ဖျက်ဆီးနေတာအာဖရိကတိုင်းမှာအရှေ့အာဖရိကမှာတန်ဇန်နီးယားမီလီယာဇင်ဘာဘွေနော်လက်တင်အမေရိကကကိုလံဘီယာဗင်နီဇွဲလားဘိုလီဗီယာဟာလောပါလာမင်းတို့ကောင်းနေပဲမင်းတို့ကောင်းနေတယ်အကုန်လုံးသွေးဆုံးနေတာအကုန်ချက်စီနေတာအများကြီးတဲ့ကမ္ဘာလုံးရောဘာလို့တော်လိုက်ရဆောက်ချင်တော့မဟုတ်ဘူးဒေါ်နယ်ထရန့်ကမင်းတို့ဆောက်ချင်လို့ဒီလိုအကုန်နေရာကြီးချနေပြီကိုစီပွားရေးအကုန်ပို့နေပြီနော်မင်းမတိုင်းတော့မင်းရှေ့ဦးရောပါတပါတီအနာရှိတိုင်းပြည်ဘလို့တော့ခွဲသွားတယ်ဒီလူလူအားလုံး down with the rest ဆိုပြီးတော့1989 90ကဆက်တာပြတာအကုန်လုံးပို့လဲပါလား
အခုမင်းတို့လက်ရောက်ပြီမင်းရဲ့ပူတင်ရဲ့မင်းရောလည်းရဲ့အဲ့ဒါထူလာခေါင်းနေနေရဲ့အကုန်လုံးမင်းတို့တောင်းတဲ့ဆန္ဒမှာပြောင်းလဲပြောပြီးတော့မင်းတို့ချက်ဆိုးရမယ်ဆိုငါယုံကြည်ရဲ့အရေးတော်ကို အောင်ရမည် အရေးတော်ကို အောင်နေပြီ အရေးတော်ကို အောင်ကိုအောင်ရ